ကိုကိုဖတ်မူဆယ်ကပေးတာခဏသိချဖတ်လိုက်လို့ ဟာဖတ်ပေါ်ဗျာကိုဖတ် မူဆယ်ကသူခဏလာပြီးတော့ပေးတော့ကိုဘဲတော်တဲ့ကိုဘဲတော်ဇမင်းသားဗီဒီယိုမင်းသားဟန်စာမိုးဝင်းလို့မင်းသားလေးလူကပြပေးပါလူပြိုအပြိုများအဖွဲစုတော်ငွေ9000ဘယ်မှာတော့9000မနဲ့မှယူပါအဲ့မှာကိုညုံးရတကယ်ရေးတယ်ဟုတ်သားပဲဒီမဲ့တကယ်ရေးထားတာကျွန်တော်လိန်နာမဟုတ်ဒီမဲ့နော်ဘယ်တော့ကြီးနော်ရေးထားကိုဘဲတော်စမင်းသားဗီဒီယိုမင်းသားဟန်စာမိုးဝင်းလို့မင်းသားလေးတို့ကပြပေးပါလူပြိုအပြိုများအဖွဲစုတော်ငွေ9000မနဲ့မှယူပါအကျွေးအဘဲတော့ညာဒါမင်းလည်းရေးယူပါဟုတ်ပါတယ်တော်ပြီမဟုတ်ရဲ့မဟုတ်ဘောလိုက်မဟုတ်လေမနစ်ကမင်းကခွင့်ပြုတယ်ဟန်စာဘဲတော့စွမ်းကြောင်လေးဆိုပြီးတော့ဘင်းလို့ကခိုင်းဒီနေ့ငါဗလာဆိုင်လို့တီးတဲ့နေရာမှာဘဲတော့ကစရာမလိုမကရဘူးဖွင့်မပြုမကရဘူးကနဲ့မကရဘူးနော်အဲ့လိုဆိုဘယ်တော့မကလို့ရှိဟိုဘက်ကထုံးမုံကြီးလည်းမကနဲ့ဘယ်ထုံးမုံတော့ဟိုဘက်ကထုံးမုံကြီးဟာမင်းသားဗျအဲ့ကောင်မင်းဘဲတော့သူများသွားပြီးတော့မင်းခွာရမတိုင်းနဲ့လေဟာ तू ကတာမဟုတ်ဘူးငါကတချင်းဆူကောင်းလို့ငါကတီးပေးတာမင်းရှေးပညာရှေးမင်းသားတွေတီးလုံးတီးတာ तू ဆိုတာကောင်းတယ်အဲ့ဆိုကဲဘယ်တော့ခိုင်းတာစုံနိုင်မှာမလားဥအောင်မောင်စုံနိုင်ခိုင်းဥအောင်မောင်စုံပြခိုင်းဟာဒီကောင်တက်တောက်ဖြုတ်နေတာပဲဥအောင်မောင်နောက်ရှိတယ်လာရဆိုပြဆံကွာဥအောင်မောင်ဟာအဲ့တော့ဥအောင်မောင်ဆိုပြရင်လည်းမဟုတ်ပြိသက်ကမင်းသားကိုပြင်ချစ်လာအောင်လို့မျက်နှာပေးပါတင်ငယ်ပြီမျက်နှာပေးမင်းသားမျက်နှာပေးကိုမြစ်တာရှိတာကိုချစ်လာအောင်ပြိသက်ကိုဘယ်လိုပေးရလဲမမျက်နှာဘယ်လိုပေးရဒီတိုင်းပေးရလာတာဟဲ့ကြွက်ကလေးလေးကြလို့ဟဲ့ဥအောင်မောင်ဆိုပြမယ်ဒီကြပါလားဥအောင်မောင်ဆိုပြထားပါနွယ်ဒီတပါလို့ဟိုတော့မင်းငါသားလန့်လာဟာမင်းတို့ကလည်းတိုးလို့ပေါ့ကွာလန့်လာမင်းသားကတော့6နေတဲ့တိုင်မင်းတို့ရောက်တော့မအဲ့ကောင်ဘဲတော့ကြိုက်ရခိုင်းကွာငါကောင်ကရတယ်ရောက်မလူမရဲ့သမီးတွေရောလူမရောစုချမလို့စောင်းတယ်နော်ဘယ်ဟန်သာလို့ကမယ်နော်မရဘူးဆရာဒီကောင်ဘဲနဲ့ကောင်တော့ပြောလို့လည်းမရဘူးလေငါခွင့်မပြုဘူးငါခွင့်မပြုရင်ဒီကောင်ကလို့မရဘူးရမင်းကတချင်းစုကောင်းတယ်ကျေးဇူးရှင်များရဲ့ဥဖို့စိန်က40လို့စကားပြောသလိုဆိုတယ်ပေါင်းမြောင်တဲ့စေနာဝဲဖန်ဂယုဏထားတဲ့လေမြောင်မြတ်မြတ်ဆန်းဆန်းမြတ်ဆန်းဆန်းမြတ်မြတ်ဆန်းဆန်းမြတ်ဘောပြောတဲ့သဘောရဲ့ဧကမြတ်ဘောပြောတဲ့သဘောရဲ့ဧကဗမာနိုင်ငံကသဘောတူတဲ့တရားပြတွေမှာဒီဘောရင်ကောင်းတဲ့ဩဘာသာလူရင်တွေ့တော့သိကြီးရမိမစုပန်သိမြတ်မြတ်လက်ချက်ကြီးဆဲလို့ညာခြင်းပါဒီနာကြီးမြတ်တာတိစအမန်ပါရမီပြေမပြေလို့ခြင်းမေပြန်အမလည်းချစ်ရတဲ့အသေးကြော်လေးရပရိသတ်ကမင်းသားကောင်းတော့မောလို့ကြည်မင်းသားလည်းလှတာကိုဆရာရဲ့လှတယ်မင်းသားနော်ဒီလိုပါပဲကျွန်တော်ကြည်ဘူးတဲ့ဇာပွဲမှာလည်းလေအပေါ်ကိုမော့ပြီးကြည်နေတဲ့ပရိသတ်ကိုဟဲ့ဒီမှာပန်းမောင်တီးမယ်လို့ပန်းမောင်ကိုကြည်စမ်းမှာဆိုပြီးတော့အလင်္ကာကျော်သွားကြီးကလေပါဇက်နဲ့ပြောပိုင်ခွင့်မရှိဘူးဘာနဲ့ပြောတဲ့ထင်လဲလေပတ်လုံးနဲ့စကားပြောတယ်ပတ်နဲ့ပြောရှာပတ်လုံးအရှင်မဆုံးတော့လုံးမထဲတာပါဆရာရဲ့ငေါ့တာဆရာလို့အလင်္ကာကျော်သွားဘာလို့ဥပမောင်ကပရိသတ်ကိုသူ့စီအာရုံရအောင်တစ်ချက်တည်းဖွင့်ချတစ်ချက်တည်းဖွင့်တာလိန်နှလုံးနဲ့ကြက်တကောင်ကိုကထိုးတာကရှင်နဲ့ပစုံထိုးတာမွဲပါသွားတယ်ဒီချက်နော်